大家好，欢迎来到 See with me。ဒီနေ့အမကအမေးများတဲ့AI သုံးပြီးတော့ဘယ်လိုဘာသာပြန်လဲဆိုတဲ့အကြောင်းလေးပြောပြမယ်ပေါ့နော်။အမကမသိတဲ့စာကြောင်းတွေများတဲ့အခါကျတော့ရှိရင်ဒီဟာနဲ့ Google Lens နဲ့ရင်တက်ပုံရိုက်လိုက်တယ်ပေါ့နော်။ကိုမသိတဲ့စာလုံးတွေအများကြီးပဲဆိုလို့ရှိရင်စာထဲကမပြင်းလို့ရှိရင်ဒီလို Google Lens နဲ့တက်ပုံရိုက်လိုက်တယ်။အဲ့ပြီးလို့ရှိရင်ကိုသိချင်တဲ့စာကြောင်းကိုအမcopy လုပ်လိုက်တယ်ပေါ့နော်ပြီးလို့ရှိရင်ကိုရှာမဲ့ application တွေဝင်မယ်ပေါ့အမအခု DeepSeek နဲ့ရှာမှာဆိုတော့ DeepSeek ကိုဝင်လိုက်မယ်ပြီးလို့ရှိရင်ခုနစာသားလေးကိုpaste လုပ်လိုက်ပြီးတော့နောက်ကနေမြန်မာဘာသာပြန်ပေးဆိုပြီးတော့ရိုက်လိုက်တယ်အဲ့လိုလုပ်လိုက်လို့ရှိရင်သူကဘာသာပြန်တဲ့ဟာရယ်ပြီးတော့ရှင်းပြတဲ့ဟာတွေပေါ်လာတယ်ပေါ့နော်ဒီသူ့ရဲ့မြန်မာဘာသာပြန်တာလေးတော်တော်လေးကောင်းတယ်လို့ထင်တယ်ပေါ့နော်ဒါပေမဲ့လည်းတစ်ခါတလေကြားလို့ရှိရင်သူကအဆအမရှိဘူးသူပြောတဲ့ဟာတွေကလေအဲ့ဒီလိုဆိုလို့ရှိရင်အမကဒီစာသားကိုပဲပေါ့နော်နောက်ထပ် AI tool တစ်ခုဖြစ်တဲ့ ChatGPT ကိုတော့မေးလိုက်တယ်စာပြန်ရမှာပြင်းတဲ့အတွက်ကြောင့်မလို့ခုနကစာသားကိုပဲပြန်ပြီးတော့ paste လုပ်လိုက်ပါတယ်အဲ့ဒါဆိုလို့ရှိရင်သူကလည်းအဲ့ဒီမှာမြန်မာလိုရှင်းပြတယ်ပေါ့နော်အမအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ကိုယ်အဆင်ပြေတဲ့ဟာကိုယူပေါ့နော်နောက်တစ်ခုကကြတော့ဒီ Yandex ဆိုတဲ့ application လေးပေါ့သူကလည်းအဲ့လိုပဲ translate လုပ်တဲ့ app ပဲပေါ့နော်သူမှလည်းစာသားတွေနဲ့လုပ်လို့ရတယ်သူကကြတော့နောက်ကညီမဘာသာပြန်မေးထည့်စရာမလိုတော့ဘူးအင်္ဂလိပ်စာသားပဲထည့်လိုက်ရပြီအမားကတော့များသောအားဖြင့်သုံးပါတယ်ဒါပေမဲ့တစ်ခါလေကြားလို့ရှိရင်သူတို့ပြောတဲ့စာသားတွေအဓိပ္ပာယ်မရှိဘူးပေါ့နော်အဲ့လိုဆိုလို့ရှိရင်ကိုမသိတဲ့စာလုံးကိုဒီ dictionary သုံးပြီးတော့ရှာလိုက်တယ်ပြီးတော့မှကိုစီပြီးတော့ပြန်ပြီးတော့ရေးလိုက်တယ်ပေါ့နော်ကဲအားလုံးပဲအဆင်ပြေကြမယ်လို့